စာလိုတက်ပြီးလူလိုမတက်တဲ့သူတွေကိုတွေ့တော့စိတ်ကောင်းရှိမှလူကောင်းဖြစ်မယ်ဆိုတဲ့စကားကိုပို့ပြီးလက်ခံလာတယ်။အသက်တွေသာကြီးပြီးစိတ်သဘောထားတွေမကြီးနိုင်သေးတဲ့လူတွေကိုတွေ့တော့အသက်ကြီးလို့သာလူကြီးလို့ခေါ်ပြီးအသိမရှိတော့အလကားပဲလို့မြင်လာတယ်။လူကချမ်းသာနေပြီးတော့စိတ်မချမ်းသာနိုင်တဲ့လူတွေကိုတွေ့တော့ဘယ်လိုနေရဘယ်လိုစားရလွတ်လပ်ပျော်ရွှင်ခြင်းကသာဘဝတန်ဖိုးဆိုတာလက်ခံလာတယ်။ပညာတတ်ပြီးအကြီးတန်းနေတဲ့လူတွေကိုတွေ့တော့စိတ်ကောင်းမရှိတဲ့ပညာတတ်ခြင်းကလောကကိုဒုက္ခပေးတတ်တယ်ဆိုတဲ့စကားကိုပို့ပြီးတော့ယုံကြည်လာတယ်။ဂုဏ်တနရှိပြီးရုပ်ရည်ချောတဲ့သူတွေကအချောက်တိုက်ဘဝင်မြင့်နေပြီးတစ်ဖက်သားကိုလူရမသွင်းကျင်ကြတဲ့အခါရိုးသားခြင်းနဲ့ကိုချင်းစာတရားကပဲလူရဲ့တန်ဖိုးလို့မြင်လာတယ်။တထောင်ပေးလို့100ဘိုးလောက်တောင်အကောင်းမမြင်ပဲကိုပါလှုပ်လှုပ်ပတ်ဝန်းကျင်ကအပြစ်ပဲမြင်နေကြတဲ့အခါကိုမှန်နေထင်ရင်ဂယုမဆိုင်ပဲหนีတတ်လာတယ်။စေတနာမေတ္တာတွေကကိုပေးသလောက်မဆိုထားနဲ့တခါတလေတစ်စက်ကလေးမှပြန်မရတဲ့အခါနောက်တစ်ခါပေးနိုင်ရင်ပေးမပေးနိုင်ရင်လည်းဥပက္ခပြုပြီးနေဒါပေမဲ့မျောလင့်ချက်တော့သွားမချမိစေနဲ့လို့ကိုဆုံးမတတ်လာတယ်။လူတချို့ကလိုမခေါ်တယ်လိုမသုံးတယ်အစင်မပြေမှဆက်သွယ်တယ်ဒုက္ခရောက်မှသတိရတယ်ဒဏ်ရာတွေပေးပြီးလိုသလိုသုံးပြီးရင်ပြန်ထွက်သွားကြတယ်။ဓာတွေဟာဘဝထဲမှာခောက်ရိုးကျိုးနေတဲ့အခါလူတွေနဲ့အယုံဝင်ရမှာကြောက်လာတယ်။လူတွေကိုယုံကြည်ရမှာကြောက်လာတယ်။ထက်ချစ်ရမှာကြောက်လာတယ်။လူတွေအများကြီးနဲ့တဟိဟိတဟာဟာနေရဖို့ထဲတယောက်တည်းပဲအေးအေးဆေးဆေးနေကြလာတော့တယ်။နေကြအောင်လဲစူးစားတယ်။မိုးရွာရင်လဲရွာမယ်။နေပူခြင်းလဲပူမယ်။တခါတလေဘဝကရာသီဥတုဆန်နေ။ကိုကနေတတ်မှဒီနေ့ကမလွယ်ကူဘူး။နောက်နေ့ကပိုပြီးခက်ခဲနိုင်တယ်။ဒီနေ့တည်းမနှက်ဖြန်မှာခဏရည်ပူပြီးရှိနေရမယ်။အပေမြင့်ရင်လဲလေတိုက်ခံရမှာပဲ။အပေနဲ့ရင်တက်နှင်းခံရအောင်မှာပဲ။လောကဒဏ်ကကွက်ကြားမှုမဟုတ်ဘူး။ဘာပဲဖြစ်ဖြစ်ကိုကတန်မာနေမှဖြစ်မယ်။